2013 ခုနှစ်စက်တင်ဘာလ24ရက်ဓမ္မပညာသင်တန်းရက်တို့အမှတ်စဉ်နှစ်သုတ္တန္တနှစ်ချုပ်ဘာသာရမဟာသတိပဋ္ဌာန်သုတ်နေ့လယ်ပိုင်းပို့ချခြင်းတေယထာပိဘိက္ခဝေတခောခောကတကောဝါခောခတကံတေဝတိဝါခာဝေဝဒိတဝါစတုမဟာပတိဘိလသောဝိပစိတဝါနိသိဏောအတ္တဧဝမေဝခောဘိက္ခွေဘိက္ခုဣမမေဝကာယံယထာထိတံယထာပဏိဟိတံဓာတုသောပစ္စဝကတိအဋ္ဌိဣမတမိန်ကာယေပထဝီဓာတုအာဝဓာတုတေဇောဓာတုဝါယောဓာတုတိရှုမှတ်ပုံကိုအကျဉ်းလေးပဲဟောတာဒါအကျဉ်းဆုံးပဲစတုဓာတုဝါဝဋ္ဌာန်ကိုစတုဓာတုဝါဝဋ္ဌာနာလို့ဆိုကမ္မထန်40ထဲမှာပါတယ်အဲ့ဒီစတုဓာတုဝါဝဋ္ဌာနာကိုဒီနေရာမှာဓာတုမနတိကာရလို့နာမည်ပေးထားတာဓာတ်ကိုနှလုံးသွင်းတယ်ဓာတ်ကမ္မထန်ဆိုတာလည်းဒါပဲအဲ့တော့ဒါကတကယ်ကိုကျဉ်းကျဉ်းလေးရှုတဲ့နည်းကိုပြောတာအကျယ်ရှုတဲ့နည်းကြတော့စတုဓာတုဝါဝဋ္ဌာန်မှာခွဲခြားပြီးတော့ပြတဲ့အတိုင်းမှတ်ရမယ်မှတ်ဖို့အဲ့တော့ခန္ဓာကိုယ်ရှိတဲ့အတိုင်းပဲရှိတဲ့အနေအထားတိုင်းအထက်ကရာဆရာဆိုတာတော့ယထာထိတံယထာပဏိဟိတံလို့ဆိုတာဣရိယာပုတ်ခန္ဓာကိုယ်ကပဲဣရိယာပုတ်နဲ့ပဲရှိနေတဲ့အနေအထားတိုင်းလို့ဆိုလိုတယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးဒီအပေါ်ယံကြည့်လိုက်မယ်ဆိုရင်မြင်နေရတဲ့အနေအထားတစ်ခုအတိုင်းဒါလေးပါးနဲ့ပိုင်းခြားပြီးတော့ကြည့်တယ်ခုနလိုကေတာလောမနခရဏတသောစွာလေးလိုသေးစိတ်တစ်ခုစီခွဲခြားပြီးတော့ကြည့်တာမဟုတ်ဘူးဒါလေးပါးနဲ့ပဲရှုမဲ့ဆိုပုံစံမျိုးပေါ့နော်အဲ့ဒါကိုထင်ရှားအောင်လို့ဥပမာအဖြစ်ပြောအောင်လို့ဘိက္ခွေယဟန်တို့တေယထာပိဥပမာအဖြစ်တခောကျွမ်းကျင်သောဘယ်လောက်ပဲဖြစ်ဖြစ်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်လောက်တာမှစနစ်ကြတယ်ပေါ့ခောကာတကခောဆိုတာနွားခါတဆိုတာတတ်ခောကာတကနွားတတ်သမားသည်နွားတတ်ပြီးတော့နွားကိုဖြတ်တာနွားကိုအရေးတခြားအသားတခြားအယိုးတခြားဒီလိုဖြစ်အောင်လုပ်တဲ့ပုဂ္ဂိုလ်ပေါ့ဒီလိုဆိုလို့ရနော်ကောကတကောဝါနွားတတ်သမားသည်တော်၎င်းကောခာတကအန်တေဝတိကောကတကံတေဝတိလို့စလုံးတစ်လုံးကိုရှော့ပြလိုက်တယ်တန်တိစက်တယ်လို့ခေါ်တယ်စက်ပြလိုက်တယ်ဒါအင်္ဂလိပ်လည်းရှိတာပဲ do not go don't ဆိုတာဒါစက်ထားတာပဲပေါ့တစ်လုံးဖြုတ်လိုက်တယ်စကားပြောတာကျင်းအောင်လို့တစ်လုံးဖြုတ်တာကောကတကအန်တေဝတိဝါပဲကောကတကနွားသတ္တမအန်တေဝတိကသူ့ရဲ့အကူတပြည့်နွားသတ္တမ၏လက်ထောက်နော်အကူတပြည့်သည်တော်၎င်းခာဝေဝဒိတဝါနွားကိုတတ်၍ခာဝီဆိုတဲ့စကားလုံးကအဲ့ဒီလေးဖြစ်တော့နွားမလို့ဒီလိုပြန်လေးရှိကြတယ်ပေါ့သို့တော်လဲခာဝီလို့ပဲသုံးတာများတယ်ခာဝီလို့ပဲသုံးတာများတယ်ဘာဖြစ်လို့တော့ဆိုနွားတို့အုပ်မှဆိုလို့ရှိရင်နွားထီးကနည်းနည်းပဲရှင်နွားမအများတာသို့တော်လည်းခါဝီဆိုတာအကုန်လုံးအပြင်နွားတမန်ကိုလည်းပဲပြောလို့ရတယ်လို့ဒီလိုဆိုလို့အဲ့တော့အထီးမှပြောစရာမလိုဘူးကာဝေရိတဝါနွားကိုတတ်၍ဝဒိတဝါဆိုတတ်ခါဝေဝဒိတဝါနွားကိုတတ်၍စတုမဟာပတိလမ်းလေးกว่า၌
ဖိလသောအစုအပုံအားဖြင့်ဝိပစိတ်တဝါခွဲဝေ၍အသားရောက်မှုနွားကိုတတ်ပြီးတော့နွားသားတွေကိုပုံလိုက်ပုံထားတာဒီလိုဆိုလိုတာပေါ့လမ်းလေးကွာမှာဆိုဟိုကလာဝယ်မဲ့လူတရားလာဝယ်မဲ့လူအစုံမှာရှေ့ကရောင်းတာဒီလိုရောင်းမရလမ်းလေးကွာမှာရောင်းခုခေတ်ဆိုတော့ဈေးမှာရောင်းတာပေါ့နော်အမဲဈေးတို့ဘာလို့ရှိတယ်ပေါ့ခုခေတ်ကတော့ကြတော့အခုခဏခေတ်နဲ့မတူဘူးဒါရှေးသုံးလို့ဒီလိုမှတ်ထားစတုမဟာပတိရှေးတုန်းကတော့နွားတကောင်မဲဖော်ပြီးရင်လမ်းလေးကွာမှာလမ်းစုံမှာထိုင်ပြီးတော့ရောင်းတာပေါ့နော်အမဲစေးရလို့ရှိဖို့မပေါ့အဲ့ဒါကြောင့်ဒီလိုလို့မှတ်အရေးကြီးတဲ့ဒုက္ခနဲ့သူမှတ်တတ်ဖို့လိုတယ်ပေါ့စာဆိုတဲ့အခါမှာဂဏိခနဲ့ကြီးတော့မတွေးလိမ့်နဲ့ဒုက္ခနဲ့သူကြည့်ရတယ်ဒေတာတို့ခေတ္တုဆိုတာသူရှိပြီးသားအဲ့ဒါတွေကိုမစင်စားလို့ရှိရင်လွဲချော်တတ်တယ်ဒေတာလည်းမသိဘူးအပင်လည်းမသိဘူးဆိုရင်တော့ကြာမေမျိုးတက်ပြီးစထရောဘယ်ရီပင်အောက်ထိုင်စကားပြောတာမျိုးဖြစ်နေဒုက္ခရောက်မယ်အလိုလျောက်လူကပွဲစိတ်ဖြစ်သွားနော်ဘယ်ရာပဲဖြစ်ဖြစ်ဟိုသူ့ဒေတာသူ့အသုံးဘယ်ခေတ်ကဆိုတာကိုနားလည်လို့ရှိရင်ပြောလို့ရတယ်ဒါအဲ့ဒီမှာစတုမာပတိလမ်းလေးစုံ၌ဘိလသောဝိပစိတ်တဝါအပုံလိုက်ခွဲဝေ၍နိသိဏောအတ္တထိုင်းနေသည်ဖြစ်ရ၏ဒါဥမာအနေနဲ့ဟိုထိုင်းနေတယ်ဆိုပါစို့လို့ဆိုလိုတယ်နော်ထိုင်းနေတယ်လို့ပဲအပုံလိုက်ထားတာဘိက္ခွေယံတို့ဧဝမေဝခောဤဥပမာအတူပင်လင်ဘိက္ခုယဟန်သည်ဣမမေဝကာယံဤကာယကိုပင်လင်ယထာထိတံတည်ရှိနေသည့်အတိုင်းယထာပဏိတံအနေထားအတိုင်းဓာတုသောဓာတ်သဘောအဖြစ်ဘိလသောလို့ဆိုဆံရဓာတ်သဘောအဖြစ်လို့ဆိုလိုတယ်ဓာတုသောသူဓာတ်သဘောအဖြစ်သူသဘာဝအတိုင်းပစ္စဝကတိစဉ္ဉ္စဉ်းစား၏ဣမတဝေကာယေဤကာယ၌ပထဝီဓာတုပထဝီဓာတ်တိအတ္တိရှိအာဘောဓာတုအာဘောဓာတ်တိအတ္တိရှိတေဇောဓာတုတေဇောဓာတ်တိအတ္တိရှိဝါယောဓာတုဝါယောဓာတ်တိအတ္တိရှိဟောဓာတုသောဣတိဤသို့ဓာတုသောဓာတ်အနေအားဖြင့်ပစ္စဝကတိရှုမြင်သုံးတတ်၏ဆင်ញင်သုံးတတ်၏နွားတသမဟာအဲ့ဒီအချိန်မှာအမဲဖော်အသားဖော်ပြီးတော့နောက်အသားပုံတွေပုံပြီးတော့ရောင်းနေတဲ့အချိန်မှာနွားဆိုတဲ့အမှတ်တင်ညာသူ့မှာမရှိတော့အသားဆိုတာပဲဖြစ်တယ်နွားဆိုတဲ့အမှတ်တင်ညာပျောက်သွားပြီဒါအဓိကနော်တတ်နေတော့ကလည်းနွားကြီးကိုတတ်တယ်ဆိုပြီးတော့နွားဆိုတဲ့အမှတ်တင်ညာရှိသေးတယ်အကောင်လိုက်ဖြတ်ပြီးတော့အယိုးတော်သားတော်အပုံပြီးရောင်းနေပြီဆိုလို့ရှိရင်နွားရောင်းတယ်ဆိုတဲ့အတိသူ့မှာမရှိတော့ဘူးအသားရောင်းတယ်လို့ဖြစ်သွားတာအဲ့ဒါလိုပဲကိုယ်ခန္ဓာကိုယ်ကိုပထဝီဘောတေဇောဝါယောဆိုတဲ့ဓာတ်ကနေလွဲပြီးတော့ငါဆိုတာသူမမြင်တော့ဘူးငါဟာလို့လည်းမမြင်တော့ဘူးဒါလေးပါပဲမာအတုံးခဲတွေကပထဝီဓာတ်ဖွဲ့စည်းမှုယိုစည်းမှုတွေကအာဘောဓာတ်ရင့်ကျက်စေမှုပူမှုတွေကတေဇောဓာတ်လှုပ်ရှားမှုတွန်းကန်မှုလှုပ်ရှားမှုတွေကဝါယောဓာတ်လို့ခန္ဓာကိုယ်ကြီးတစ်ခုလုံးမှာငါဆိုတဲ့တို့အမြည်တင်ညာတတဝါဆိုတဲ့အမှတ်တင်ညာငါဆိုတာပျောက်သွားတယ်သူဆိုတာပျောက်သွားတယ်ဒါသဘောတက်ပဲပထဝီဘောတေဇောဝါယောဒ
ဒီအပုံလေးပုံနဲ့သာသူကြည့်လို့ရသွားတယ်ငါပြောက်သွားပြီလို့ဒီလိုဆိုလို့တယ်ခုနကနွားပြောက်သွားပြီးတော့အသားပဲရောက်သွားတာအာယုံပြုတ်သွားတာအဲ့ဒါလို့ထီအောင်ရှုရမှာလို့ဆိုလို့နော်ပြောက်သွားသည့်ထီအောင်ကြည့်အဲ့ပြောက်သွားပြီဆိုတာတတ္တတင်ညာပြောက်သွားတာပဲဒီကမ္မထာကတော့သူကဒီပထဝီကိုကြည့်တယ်ဆိုတာပထဝီဓာတ်ကိုကြည့်တယ်ဆိုတာပထဝီဓာတ်ရဲ့သဘာဝလက္ခဏာကိုကြည့်ရတာအာဘောတေဇောဝါယောတို့ရဲ့သဘာဝလက္ခဏာကိုကြည့်တာဆိုတာသဘာဝတရားကိုအာယုပြုပြီးတော့ကမ္မထာရှုတာဖြစ်သောကြောင့်ဆံရတဲ့ကမ္မထာမဟုတ်ဘူးလို့ဆိုလို့အပ္ပနာမရောက်ဘူးအပ္ပနာဆိုတာဇံအပ္ပနာကိုပြောတာအပ္ပနာသမာဓိထီအောင်မဖြစ်ဘူးဥပ္ပစာရသမာဓိအဆင့်ရောက်တယ်လို့ဆိုလို့တယ်အဲ့ဒီကနေဝိပဿနာကူးသွားတာဥပ္ပစာရသမာဓိအဆင့်အနေဘယ်လိုကူးတော့ဆိုပထဝီဓာတ်ဆိုတာပထဝီဓာတ်ကိုရှုပြီးတော့ဒီပထဝီဓာတ်ဟာဉာဏ်နဲ့ဓာတ်တွေနဲ့မိပြီးတော့နေတယ်ဉာဏ်နဲ့ယုတ်တရားတွေလည်းရှိနေတယ်အဲ့ဒီကနေပြီးဆင့်ပွားပြီးတော့ပထဝီဓာတ်တို့ဉာဏ်နဲ့ယုတ်တွေကိုမိပြီးတော့နေတဲ့နန္တရားသို့မဟုတ်ရှုမှတ်နေတဲ့ပထဝီဓာတ်လို့သိနေတဲ့ရှုမှတ်နေတဲ့နန္တရားအဲ့ဒီလိုပြောင်းလဲလိုက်တာနဲ့တပြိုင်တည်းသူကဝိပဿနာလမ်းကြောင်းပဲငကိုယ်တည်းကပထဝီဓာတ်ကိုမြင်နေတာကဝိပဿနာလမ်းကြောင်းထဲမှာနေတာသူကရှုမှတ်တဲ့စိတ်ကိုပါပြန်ပြီးတော့ရှုမှတ်လိုက်မယ်ဆိုလို့ရှိရင်ဝိပဿနာငကိုယ်တည်းကအခြေတည်တာကိုဝိပဿနာအဲ့တော့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်သူကဇာယပြီးမှဝိပဿနာအထောက်အတာမဟုတ်ဘူးလို့ဥပ္ပစာရသမာဓိလောက်ဖြစ်သွားအောင်ဥပ္ပစာရသမာဓိကိုအခြေခံပြီးတော့လည်းပဲဝိပဿနာတရားအထောက်လို့ရတယ်အဲ့တော့ဒီမှာဥပ္ပစာရသမာဓိဆိုတာဇံရဲ့ဥပ္ပစာရသမာဓိမဟုတ်တော့ဘူးတရားကဝိပဿနာသမာဓိမျိုးကိုပဲဆိုလိုတယ်ပေါ့ဇံရဲ့ဥပ္ပစာရသမာဓိမဟုတ်ဘူးဘာလို့လဲဆိုရင်ဇံရဲ့ဥပ္ပစာရသမာဓိကပညာကိုအာယုပြုပြီးတော့ဖြစ်တာအာယုချင်းမတူဘူးအခုဟာသဘာဝအာယုကိုအာယုပြုပြီးတော့ဖြစ်နေတာလို့ဆိုတော့ဒီသမာဓိကအစရရပဲဝိပဿနာသဘာဝဓမ္မကိုအာယုပြုပြီးတော့ဖြစ်နေတဲ့ဥပ္ပစာရသမာဓိလို့ဒီလိုပြောရမှာနောက်ခဏိကသမာဓိဆိုတာကြတဲ့အခါကျတော့ဖြစ်ကြိုက်ကလေးမှာစိတ်ကတည်ငြိမ်သွားတယ်သိလိုက်တယ်ချုပ်တဲ့အခိုက်ကလေးမှာစိတ်ကတည်ငြိမ်သွားတယ်သိသွားတယ်နောက်ဆုံးမှာဖြစ်ခိုက်တိုင်းကိုစိတ်ကအာယုံရောက်တယ်ချုပ်ခိုက်တိုင်းမှာအာယုံရောက်တယ်ဆိုအဲ့ဒါလို့ခဏမစဲဖြစ်ပြနေတဲ့ယုံနဲ့တရားတွေရဲ့ဖြစ်မှုဆိုတဲ့ခဏပေါ်မှာချုပ်မှုဆိုတဲ့ခဏပေါ်မှာအချိန်ပေါင်းမြောက်များစွာဖြစ်တိုင်းချုပ်တိုင်းစိတ်လေးဟာရောက်နေတော့အဲ့ဒီတည်ကြည်မှုကိုတော့ခဏိကသမာဓိလို့ပြောလို့ရများလာတဲ့အခါကျတော့လေသူကလည်းအင်အားရှိလာတာပဲဒါဝိပဿနာသမာဓိသူကဒါကဝိပဿနာရဲ့ဥပ္ပစာရသမာဓိဒီလိုခွဲလို့ရတာပေါ့နော်ဝိပဿနာဉာဏ်ဖြစ်ပြီးပြီဆိုတဲ့အခါအိဋ္ဌဒုက္ခအနတ္တအဲ့ဒီလက္ခဏာတွေကိုမြင်ပြီးဆိုလို့ရှိရင်တော့ဖြစ်ခိုက်လေးပေါ်မှာလဲစိတ်တည်ကြည်မှုသမာဓိရတယ်ချုပ်ခိုက်လေးပေါ်မှာဖြစ်ခိုက်ချုပ်ခိုက်ဆိုတာအတန်တူတောင်းတဲ့အချိန်လေးတွေကိုဖြစ်ခိုက်တိုင်းချုပ်ခိုက်တိုင်းဆိုရင်တဏှာကြီးဖြစ်နေတဏှာကြီးဖြစ်ခိုက်ပေါ်မှာတည်ချုပ်လို့ဆိုရင်ချုပ်ခိုက်တိုင်းဟာတဏှာကြီးချုပ်နေချုပ်တဲ့ပုံမှာဖြစ်နေတယ်အဲ့ဒီခဏလေးတွေပေါ်မှာဖြစ်နေတယ်သမာဓိမျိုးကြတော့ခဏိကသမာဓိလို့ဒီလိုပြောလို့ရတာသင်္ခါရတရားဆိုတာကရပ်နေတဲ့တရားတွေမှာမဟုတ်တာဖြစ်ပြီးပြက်ဖြစ်ပြီးပြက်အဲ့ဖြစ်ပြက်နေတဲ့အာယုံလေးပေါ်မှာလှုပ်ရှားနေတဲ့အာယုံပေါ်မှာဖြစ်ရတဲ့သမာဓိဟာလေပြောင်းနေရမှာပေါ့
လမ်းလျှောက်ဆက်ကြီးပေါ်မှာလမ်းလျှောက်လေးကျင့်နေတဲ့လူလိုနေမှာပေါ့ဆက်ကလဲနေတာသူခြေထောက်မလှုပ်ရင်ဒုက္ခရောက်တော့ပေါ့လမ်းလျှောက်တဲ့အတိုင်းသူလိုက်ခြေထောက်ကသွားနေရမှာပဲလမ်းလျှောက်ဆက်ပေါ်မှာလမ်းလျှောက်လေးကျင့်နေတဲ့လူလိုပဲနေမှာအဲ့တော့အာယုကလည်းခဏပဲရှိတယ်သမာဓိတရားကလည်းခဏပေါ်မှာပဲရှိတယ်သမထကြတော့အာယုကပညာဆိုတော့ချိန်ကြာမြဲဆိုတာတည်ရှိတယ်အဲ့ဒီပညာပေါ်အာယုပြုတ်နေတဲ့သမာဓိကြတော့ချိန်ကြာမြဲဆိုတော့မဟုတ်ဘူးသူကတော့အကျဉ်းချင်းထပ်ထပ်ဒီအာယုပေါ်မှာငြိမ့်နေတဲ့အာယုပေါ်မှာထပ်ဖြစ်တယ်လို့ဒီလိုပြောတာအဲ့ဒါကြတော့အပ္ပနာသမာဓိလို့ပြောလိုက်တယ်အပ္ပနာသမာဓိဆိုတာအာယုပေါ်မှာသို့မဟုတ်ပညာအာယုပေါ်မှာသို့မဟုတ်နိဗ္ဗာန်အာယုပေါ်မှာတည်ငြိမ်နေတဲ့သမာဓိမျိုးကိုဆိုလိုတာအာယုန်တွေကငြိမ်နေတယ်အဲ့ဒါကြတော့များအားဖြင့်ဒီများသောအားဖြင့်ဒီဇန်ရဲ့အာယုန်တွေကပြည့်ညတ်တွေများတာဟုတ်ပရမတ်မရှိဘူးလားဆိုတာရှိပါတယ်မဲခုတ်ကိုအာယုန်ပြုတဲ့ဇန်တွေကြတော့ဒါမဲခုတ်ကပရမတ်ပဲပေါ့အဲ့ဒါလောက်ပဲရှိတာကျန်တာတွေကအလုံးကပြည့်ညတ်အာယုန်ပြည့်ညတ်ဆိုတာအိဋ္ဌဒုက္ခအနတ္တနဲ့မဆက်ဆက်ဘူးလေမဆက်ဆက်တဲ့အတွက်ကြောင့်ပညာအာယုံပေါ်မှာဖြစ်နေတဲ့သမာဓိကိုအပ္ပနာသမာဓိနောက်နိဗ္ဗာန်ဆိုတာကြတော့တကယ်တည်ငြိမ်အေးချမ်းတဲ့သဘာဝတရားဖြစ်နေတော့သူလဲနိဗ္ဗာန်ဟာခဏိကမဟုတ်ဘူးအရှိတရားတတ်ဖြစ်တာမဟုတ်နိဗ္ဗာန်ဆိုတဲ့တည်ငြိမ်အေးချမ်းတဲ့အာယုံပေါ်မှာအာယုံပြုပြီးတော့လဲသမာဓိဖြစ်တယ်အဲ့ဒီသမာဓိကြတော့အပ္ပနာလို့ဒီလိုပြောလို့ရတယ်ပေါ့ဒါတရားရှုတဲ့နေရာမှာတော့နိဗ္ဗာန်ကိုအာရုံပြုတဲ့အပ္ပနာလို့မရှိနိုင်ဘူးနိဗ္ဗာန်ကိုအာရုံပြုပြီးတော့ဖိုးစောကြနေပြီဆိုရင်တော့ဒါနိဗ္ဗာန်ကိုအာရုံပြုပြီးတော့မဲ့စောဖြစ်တယ်ဆိုရင်လည်းဖြစ်လို့ရတယ်တစ်ချိန်ပဲအဲ့တော့ခဏိကသမာဓိလို့ဆိုတဲ့ဟာဖြစ်ခိုက်ကလေးပေါင်း16000ပေါ်မှာဒီသမာဓိကလည်း16000လိုက်ပြီးတော့ဖြစ်နေတယ်တခုမှမပြတ်ဘဲနဲ့ဖြစ်နေတယ်ဆိုရင်ခဏနဲ့ရှင်တဲ့သမာဓိဖြစ်ပြီးတော့ခဏိကသမာဓိသူလည်းများလာတဲ့အခါကျတော့အားကောင်းတာရေပေါက်ကလေးဟာတစ်ဆက်ချင်းပဲကြာတာဖြစ်ပေမဲ့လို့အဆက်ပေါင်းများစွာကြာတဲ့အခါအများကြီးဖြစ်လာစွမိသွားတာအားရှိသွားတယ်များလာတဲ့အခါဒီလိုဆိုလို့ဟုတ်ပြီဒီကမ္မထာကဝိပဿနာကမ္မထာအတွက်ပေးတာဣတိအစ္ဆတံဝါကာယေကာယ ानु ပတ္တိဝိရတိဣတိဤသို့လင်အစ္ဆတံဝါကာယေအစ္ဆတဖြစ်တဲ့မိမိကာယမှာကာယ ानु ပတ္တိကာယဟုဖမှန်ရှိသည်ဖြစ်ဝိရတိနေဘိက္ခဝေယံတို့ဧဝံပိခောဤနည်းဖြင့်လည်းဘိက္ခုယံသည်ကာယေကာယ၌ဒါလည်းကာယရဲပါတာဒါလေးပါဆိုလည်းကာယရဲပဲထွက်လေဝင်လေရလည်းကာယပဲသွားလာလှူရှားဣရိယာပဋ္ဌတွေကလည်းကာယရဲပဲရှေ့ရွှေ့နောက်ရွှေ့ရလည်းကာယပဲဟောကာယလွတ်တာမရှိဘူးကာယထဲမှာဖြစ်နေတာနော်ဒုတိယလည်းကာယရဲပဲဒါမို့ကာယေကာယ၌ကာယ ानु ပတ္တိကာယဟုဖမှန်ရှုသည်ဖြစ်ပြီးဝိရတိနေလို့ဒါပြီးရောနောက်တစ်ပိုင်းကနဝတိဝတိကပပနဝတိဝတိကနဝဆိုတာကိုတိဝတိကဆိုတာသုတ်တန်သင်္ချိုင်းသုတ်တန်သင်္ချိုင်းမှာရောက်သွားတဲ့ဓာတ်ဘောဓိနဲ့ပတ်သက်တဲ့အာယုံ6မျိုးလို့ဒီလိုဆိုလို့အဲ့ဒီအာယုံ6မျိုးနဲ့ပတ်သက်ပြီးတော့ကာယ ानु ပဒနာသတိပဋ္ဌာန်တရားပွားများအထုတ်ပုံကိုဒီနေရာမှာဟောမလို့အဲ့ဒီမှာပုဏ္ဏစပရံဘိက္ခွေဘိက္ခုတေထာပိပတေယ
ဒီရမှာတေထာပိကိုပတ္တေယနဲ့တွဲထားတာဖြစ်သည့်အတွက်ကြောင့်အရင်လို့တေထာပိဥပမာအားဖြင့်လို့မပေးတော့မဆိုရတော့ဒီနေရာကြနော်သူနေရာလေးနဲ့သူဝါကြအနေထားကိုကြည့်ပြီးတော့ပြောရမှာဖြစ်တယ်အဲ့ဒီမှာအပိုင်းလေးတွေကိုအရင်ခွဲမှတ်ဖို့နဝဆိုတာကိုယ်ကနန်းကိုမှတ်ဖို့ရတေထာပိပတ္တေယနောက်မှာတရိဒံတိဝတိကာယသတ္တိတံဧကဟမတံဝါဒွိဟမတံဝါဒီဟမတံဝါဩဒုမာတကံဝိနိလကံဝိပုပ္ပကသတံဒါတစ်ခုနံပါတ်1တစ်ခုအဲ့ဒီကနေပြီးတော့နောက်ကြော်လိုက်တဲ့အခါပုဏ္ဏစာပရံဘိက္ခဝေမှာတေထာပိပတ္တေယတရိဒံတိဝတိကာယသတ္တိတံကာကေဟိဝါခိသမနံအဲ့ဒါကတစ်ခုနှစ်နော်နှစ်ခုရှိသွားပြီအဲ့ဒီကနေကြော်လိုက်ပြီးအောက်ပုဏ္ဏစာပရံဘိက္ခဝေတေထာပိပတ္တေယတရိဒံအဲ့ဒါကနံပါတ်3တိဝတိကာယသတ္တိတံအဋ္ဌသင်္ခလိကံသမန္တနာရုတ္တမတံဆိုပြီးအဲ့နောက်မှာပေယလအဲ့ဒီပေယလနောက်မှာစာမျက်နှာကိုကအဋ္ဌသင်္ခလိကံဆိုတာ4အဲ့ဒီဟာကတစ်ခု4နောက်တစ်ခါပေယလနောက်မှာရှိတဲ့အဋ္ဌသင်္ခလိကံ5အဋ္ဌကာနိအပဂတသမ္ပန္ဒာနိ6အဲ့ဒီကနေကြော်လိုက်ပြီးတော့ပုဏ္ဏစာပရံဘိက္ခဝေအောက်ပိုက်ရောက်သွားအဲ့ဒါကတရိဒံတိဝတိကာယသတ္တိတံအဋ္ဌကာနိတေတာနိအဲ့ဒါကနံပါတ်9အဲ့ဒီအကြောင်းမှာပါကရဲ့ပေယလနောက်ကပနောက်ကအဋ္ဌကာနိပုံစခိတာနိဆိုတာ8တေရောဝတိကာနိရဲ့နောက်မှာရှိတဲ့ပေယလနောက်မှာရှိတဲ့အဋ္ဌကာနိပုတိနိစုံနကဇာတာနိယနံပါတ်9နဝတိဝတိက9ခုဆိုတာသင်္ကြန်ရောက်သွားတဲ့ dead body တွေနဲ့ပတ်သက်ပြီးတော့ကာယ ानु ပဒနာတတိပ္ပံခုနကအရှင်လတ်လတ်ကိုရှုတာတွေပြီးသွားတယ်နော်အရှင်လတ်လတ်ရှုတာတွေပြီးသွားတယ်ကာယ ानु ပဒနာတတိပ္ပံပွားပုံကအာယုံပြုတ်ကြည့်လိုက်မြတ်စွာဘုရားကထွက်လေဝင်လေလေးကစလိုက်တာနော်ထွက်လေဝင်လေလေးကိုအသုံးချပြီးတော့ကာယ ानु ပဒနာတတိပ္ပံအာထုတ်တာတစ်ခုလျောင်းတဲ့ရသွားဣရိယာပုတ်၄ပါးကိုအသုံးပြုပြီးတော့တရားအထုတ်တာကာယ ानु ပဒနာတတိပ္ပံအထုတ်တာတစ်ခုနောက်တတိတမစဉ္ညတွဲဖက်ပြီးတော့ရှေ့ရွှေတာနောက်ဆုတ်တာစပြီးတော့ခုနှစ်ဌာနမှာ၄ကျင့်ပြီးတော့ကမ္မထာအထုတ်ကာယ ानु ပဒနာအထုတ်တာတစ်ခုနောက်ခန္ဓာကိုယ်ထဲမှာသက်ရှိထင်ရှားခန္ဓာကိုယ်ထဲမှာရှိတဲ့32ခုတ္တတာကိုအာရုံပြုပြီးတော့အထုတ်တာတစ်ခုသက်ရှိတယ်နော်နောက်တစ်ခါအဲ့ဒီလိုအသေးစိတ်မခွဲတော့ဘဲနဲ့ဓာတ်၄ပါးနဲ့သက်ရှိခန္ဓာကိုယ်ပေါင်းပြီးတော့အထုတ်တာဓာတုမနတိကာရတစ်ခုဆိုပြီးတော့ဒီ5ခုကတော့သက်ရှိခန္ဓာကိုယ်နဲ့ပတ်သက်ပြီးသွားတာလေအဲ့တော့အမြဲသက်ရှိနေမှာမဟုတ်သေသွားမယ်နော်သေသွားတဲ့အလောင်းကောင်နဲ့ပတ်သက်ပြီးအထုတ်လို့အထုတ်တဲ့လူတော့မသေသေးဘူးပေါ့နော်အဲ့တော့သေသွားတဲ့အလောင်းကောင်နဲ့ပတ်သက်ပြီးတော့ဒါသင်္ချိုင်းမှာရှိတာကိုသွားပြီးအထုတ်တယ်ဟာဒီနဝတိဝတိကဒါကကိုအလုံးကမ္မထန်14မျိုးကိုပြတာဟုတ်ပြီအဲ့ဒီမှာကမ္မထန်ကိုပေးထားတယ်တဲ့တခုစီလေးကြည့်အောင်တိဝတိကာယသတ္တိတံတိဝတိကာယဆိုတာတုတ်တန်သင်္ချိုင်း၌သင်္ချိုင်းဆိုတော့ဗမာစကားပဲလားမသိဘူးတုတ်တန်ကတော့ဗမာစကားမဟုတ်ဘူးတုတ္တနာပါဠိစကားကိုတုတ္တန်လို့ခေါ်တယ်သင်္ချိုင်းဆိုတာတော့ဗမာစကားဖြစ်လောက်တယ်နော်ခုတော့တုတ္တန်လို့ရဲ့အခေါ်များထွားကြသင်္ချိုင်းလို့တော့သိမခေါ်ကြဘူးလားတချို့ရတော့ခေါ်ကောင်းခေါ်လေတုတ္တန်တုတ္တနာဆိုတာ
သူဆိုတာသေတဲ့လူတွေတာနာလျောင်းဆက်တဲ့နေရာသေတဲ့လူတွေကိုအဲ့ဒီပို့တာတချို့ရက်တွေတော့ night club လို့ခေါ်တာရှိသေးတယ်သုတ်တန်ကအဲ့ဒီဂူတွေနဲ့ထားပြီးတော့ထည့်ထားတာနော်တိဝိထိကာယသုတ်တန်၌စတ္တိတံစွန့်ပစ်အပ်တဲ့တရိရအလောင်းကောင်လို့ dead body ပေါ့တရိရ dead body ရုပ်ကလရုပ်body ကြီးပေါ့ရုပ်ခန္ဓာကိုယ်ကြီးအလောင်းကြီးတရိရအလောင်းအဲ့ဒီအလောင်းရဲ့အခြေအနေကိုပြောမလို့ဧကာဟမတံဝါမတဆိုတာသေတာဧကဆိုတာတစ်ဟာကနေသေပြီးတော့တရက်ရှိပြီဟုတ်လားသေတဲ့ရက်ဟာသေသွားတာတရက်ပြည့်သွားပြီသေပြီးတဲ့နောက်တရက်ပြည့်တာဧကဟမတံဝါသေ၍တရက်ကြာမြင့်ပြီဖြစ်သောဒွိဟမတံဝါသေ၍နှစ်ရက်ရှိပြီဖြစ်သောတိဟမတံဝါသေ၍သုံးရက်ရှိပြီဖြစ်သောသေးချင်းတော့ဘာမှဖြစ်သေးဘူးပေါ့လေနော်တရက်နှစ်ရက်သုံးရက်လောက်ဆိုရင်ဖောင်းလာပုတ်လာကိုကိတော့မပုတ်အောင်ဆိုဟွာတွေထိုးတာတွေထိုးလုံးကြသေးတာနော်ဩထုမတကံကဆိုတာလေးတွေကယွန်စရာဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတယ်ဒီဩထုမတဆိုတာပုတ်လာဟိုရင်းပေါ့ဖူးဖူးရောင်ဖြစ်လာတာနော်ဩထုမတကပုတ်ပြီးတော့ဖောင်းတက်လာတယ်ဟာယွန်စရာပုတ်ပွားလာတော့ဩထုမတကယွန်စရာဖူးရောင်ပုတ်ပွားလာတော့ဝိနိလကဆိုတာအဲ့တော့ဒီအလောင်းကောင်ကြီးကပုတ်လာတဲ့အခါမှာအမဲခွက်ကြီးတွေနော်သွေးတွေကမနေတော့ဘူးနဲ့အသားများတဲ့နေရာမှာအမဲခွက်ကြီးတွေအညိုအမဲကြီးတွေပုတ်နေတဲ့အညိုရောင်အမဲကြီးတွေနော်ညိုပုတ်ယွန်စရာညိုပုတ်မှုအညိုခွက်တွေပေါ်၍နေတော့ဝိပုပ္ပကဇာတံအဲ့ဒါတွေကပြည်တွေကယွန်စရာပြည်တွေယိုထွက်နေတော့ပုတ်ပြီးတော့ပြည်တွေဟုတ်လားပြည်တွေယိုထွက်လာအလောင်းကောင်ကြီးကဩထုမတကဆိုတာပုတ်လာတာပွားလာတာဝိနိလကကြတော့အမဲခွက်လေးတွေဟိုနာအညိုအမဲကြီးတွေပေါ်လာတာနော်အကွက်လိုက်အညိုမဲကြီးတွေပေါ်လာတယ်ဝိပုပ္ပကဆိုတာပြည်တွေပေါက်ကွဲပြီးတော့ထွက်လာတယ်အညိုမဲတွေကပေါက်ကွဲပြီးတော့ထွက်လာတယ်ဟိုမှာအတုပကမ္မထာမှာဆိုရင်ဒါ၃ခုပေါ့ဒီမှာတစ်ခုတည်းလုံလိုက်တယ်နော်တစ်ခုတည်းလုံလိုက်တာအာယုတစ်ခုတည်းအနေနဲ့ဖော်ပြလိုက်တာပေါ့နဝတိဝဋ္ဌိကဆိုသင်္ချိုင်းမှာပြစ်ထားတဲ့အကောင်ကဒီရှုပ်လောင်းကြီးကဒီလိုပဲပြစ်ထားတဲ့တရိဒံအလောင်းကောင်ကိုတေထာပိပတ္တေယမြင်တွေ့လေရဤမြင်တွေ့ရသလိုအဲ့ဒီအလောင်းကောင်ကြီးကိုမြင်တွေ့တဲ့အခါမှာမြင်တွေ့ရသလိုမြင်တွေ့နေရတဲ့အခါမှာအဲ့ဒီအလောင်းကောင်ကြီးလို့ဒီလိုဆိုလို့တော့အဲ့ဒီအလောင်းကောင်ကြီးကိုမြင်တယ်လို့အလောင်းကောင်မဟုတ်သေးတာကိုလည်းပဲနော်အလောင်းကောင်အလောင်းကိုလည်းဒီလိုဆိုလို့လေအလောင်းကောင်ဖြစ်တော့မဲ့ဟာပေါ့နော်ဆရာကြီးတို့ကတရားဟောတာလို့မตาလောင်းအစ်စ်ဖြစ်ကြကုန်သောဆိုနော်ဘုရားကမตาတဲ့ဒါကမตาလောင်းသူပြောတာလဲရှင်းတာပဲတည်သွားတဲ့လူကမตาကြံတဲ့လူတွေကမตาလောင်းအဲ့တော့ဒီမှာတောထုယောဂီပုဂ္ဂိုလ်သည်တောထုယဟန်သည်ဣမမေဝကာယဤမိမိရဲ့မသေးသေးတဲ့ရုပ်ခန္ဓာကိုယ်ကိုပင်လေ
ဥပတံဟရတိအသိဉာဏ်ဖြင့်နှိုင်းရှင်ကြည့်နှိုင်းရှင်ကြည့်တယ်ဆောင်ယူပြီးတော့နှိုင်းရှင်ကြည့်တဲ့ဘောဒီကိုကြည့်ပြီးတော့ကိုယ့်ကိုကြည့်ရမှာအဲ့တော့သူရသေးတာကြီးကြည့်ပြီးတော့သွားပြီးတော့အဲ့ဒါတွေပဲကမ္မထမ်းဒီလိုမဟုတ်ဘူးဟိုဟာမြင်ပြီးကိုယ့်ကိုကြည့်ရမှာနော်တဲ့ဘောဒီကိုကြည့်ပြီးတော့ကိုယ်ခန္ဓာကိုကြည့်ဖို့ပြောတာဥပဒနာတွေကဓမ္မကမ္မထမ်းဖြစ်တော့တဲ့ဘောဒီကနေကိုယ့်ကိုကြည့်တယ်ဥပဒနာတွေကဆောင်ယူအတိညာဖြင့်နှိုင်းရှင်ကြည့်ရ၏ဆောင်ပြီးတော့ကြည့်တယ်အယံပိခောကာယောဤငါရဲ့ခန္ဓာကိုယ်ကြီးဟာလေဧဝံဓမ္မောဤသို့သဘောရှိဧဝံဘာဝီဤလို့ဖြစ်မှာပဲဧဝံနာတိတောဤသဘောကိုမလွန်သေးမလွန်မြောက်နိုင်သေးဣတိဤသို့ဥပတံဟရတိနှိုင်းရှင်၍ဆင်ញင်စဉ်းစား၏တိညာဖြင့်နှိုင်းရှင်စဉ်ဆောင်ယူ၍ဆင်ញင်စဉ်းစား၏အဲ့ဒါကမ္မထမ်းပဲသူတွေ့တာတင်းချိုင်းမှာပြစ်ထားတဲ့ဖူးရောင်ပုတ်ပွားအမဲခွက်တွေထနေတယ်ပြည်တွေယိုကျနေတယ်အလောင်းကောင်ကြီးကိုကြည့်ပြီးတော့ဩငါခန္ဓာလဲဒါမျိုးဖြစ်မှာပဲငါခန္ဓာလဲဒီလိုသဘောရှိတာပဲဒီလိုဖြစ်မျိုးဖြစ်အောင်မှာပဲဒီသဘောကိုငါမလွန်မြောက်နိုင်သေးဘူးလို့အလောင်းကောင်ကြည့်ပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ဆက်ပြီးတော့ဆင်ញင်စဉ်းစားတာကိုဆိုလိုတယ်နော်ဥပတံဟရတိဆိုဆောင်ယူပြီးတော့နှလုံးသွင်းတာသူရင်ရနေတာမဟုတ်ဘူးဒီကိုလာပြီးတော့ဆောင်ယူနှလုံးသွင်းတာလို့ပြောဆိုလိုတယ်အဲ့ဒါကြီးမြင်တယ်လို့ကိုယ်ခန္ဓာကိုယ်လည်းဒီလိုသွားမြင်တယ်လို့သူပြောတာကိုယ်ခန္ဓာကိုယ်လည်းဒီလိုလာမြင်ဆောင်ကပ်ပြီးတော့ကြည့်တာရုပ်အလောင်းနဲ့ကိုဒီနှစ်ခုအသိဉာဏ်နဲ့ဆောင်ယူပြီးတော့နှလုံးသွင်းပြီးတော့ကြည်တာလို့ဒီလိုပြောတာဣတိအစ္ဆတံဝါကာယေကာယ ानु ပတ္တိဝေရတိဧဝံပိခောဘိက္ခုကာယေကာယ ानु ပတ္တိဝေရတိဒါတစ်ခုပြီးသွားတယ်ဒါကမ္မထမ်းတစ်ပုဒ်ပဲနော်ရှင်းတော့ကတော့ဖြူနေတယ်တွေပါလေဆိုရင်အတုဝရှုဖိတ်ကြတာတဲ့ရှင်းရတော့ဟုတ်တယ်တရားနဲ့ပတ်သက်အတုဝရှုဖိတ်ကြတာအခုကကြတော့မတာပို့တာဖြစ်မတာပို့တော့ရက်တောင်လေးခတ်ပြီးတော့ပြန်လာကြအေးချမ်းညမ်းမယ်ရှင်းရတော့အတုဝရှုဖို့ဖိတ်တာနော်ကိုကဲကတော့လိုက်ပို့တာပြောင်းလဲသွားတယ်နော်လိုက်ပို့ရမှာမဟုတ်ဘူးရှုဖို့သွားတာနော်အဲ့တော့ဒီဥပတံဟရတိလို့ဖို့သွားတာဥပတံဟရတိလို့ဖို့သွားတာသို့တော့မရှုဘဲနဲ့တောင်ပြောမြောက်ပြောပြီးပြန်လာဘယ်တရားရဟဲ့ရှုတာမှမဟုတ်တာဟုတ်မရှိဘူးနေမကဘူးဒီသေတဲ့လူတော့အပြစ်ပြောခံနောက်တစ်ခုကြည့်ပုဏ္ဏစပရံဘိက္ခဝေဘိက္ခုသေယထာပိပတ္တေယတရိရံတိဝဋိကာယသတ္ထိတံဒါနောက်တစ်ခုဒီတဲ့ပို့အခြေအနေဆိုးသွားတာကိုကြည့်တာနော်
ဘိက္ခဝေယံတို့ပုဏ္ဏစပရံနောက်တစ်မျိုးဖြစ်တဲ့ကာယ ानु ပတနာကမ္မထံကိုဟောမယ်ဘိက္ခုယဟန်သည်တိဝဋ္ဌိကာယသင်္ချိုင်း၌သတ္တိတံစွန့်ပြစ်အပ်သည်ဖြစ်၍သင်္ချိုင်းမှာစွန့်ပြစ်လိုက်ပြီမြုပ်တာမဟုတ်ဘူးမီးရှို့တာမဟုတ်ဘူးနော်ဒီတိုင်းပြစ်ထားလိုက်တယ်ပြစ်ထားလိုက်လို့ကာကေဟိဝါခိသမနာကြီးငှက်တွေကထိုးစိတ်စားတော့အပ်တော်ကြီးငှက်တွေကထိုးစိတ်ပြီးစားတာကြီးငှက်တို့သည်ထိုးစိတ်စားတော့အပ်တော်စားတော့ထားတော့တရိဒံကြီးစားရင်လည်းစားထားမယ်ပေါ့နော်ကြီးငှက်တို့သည်ထိုးစိတ်စားတော့အပ်တော်တရိဒံရုပ်အလောင်းကိုဒါတခုကုလလေဟိဝါခိသမနာကုလလစွန်ရဲတို့သည်ထိုးစိတ်စားတော့အပ်တော်တရိဒံအလောင်းနော်ကိစေဟိဝါခိသမနာလင်္ဒါတို့သည်ထိုးစိတ်စားတော့အပ်တော်လင်္ဒါတို့သည်ထိုးစိတ်စားတော့အပ်တော်တရိဒံရုပ်အလောင်းကိုကင်ကေဟိဝါခိသမနာငှက်ကြီးထုံးဆက်တို့သည်ဒီငှက်တော့မမြင်ဘူးဘုံမတိငှက်လို့လည်းပြန်တယ်ငှက်ကြီးထုံးဆက်တယ်နော်အသားစားတဲ့ငှက်ပေါ့လင်္ဒါလို့အကောင်မျိုးတဲ့အသားစားတဲ့ငှက်တွေငှက်ကလည်းငှက်တိုင်းတတ်လို့စားတာမဟုတ်ဘူးနော်ငှက်ကြီးထုံးဆက်တို့သည်ထိုးဆက်၍စားတော့ဝါဘုံမတိငှက်တို့သည်ထိုးစိတ်စားတော့အပ်တော်သူနခေဟိဝါခိသမနာခွေးတို့သည်ကြိုက်ခဲစားတော့အပ်တော်ကြိုက်ဖြတ်စားတော့အပ်တော်ဗျက်ခေဟိဝါခိသမနာကြားတို့သည်စားတော့အပ်တော်ဒီပိဟိဝါခိသမနာကျက်တစ်တို့သည်စားတော့အပ်တော်သင်္ကာလေဟိဝါမြေခွေးတို့သည်သင်္ကာလေဟိဝါခိသမနာမြေခွေးတို့သည်စားတော့အပ်တော်ဝိဝိတေဟိဝါပါဏကဇာတေဟိပိုးကောင်အမျိုးမျိုးတို့သည်အမျိုးမျိုးသောပိုးကောင်ငယ်တို့သည်ခိသမနာစားတော့အပ်တော်တရိဒံယေဟုလောင်းကိုတေယထာပိပတ္တေယရှုမြင်ရပြီတကဲ့သို့ရှုမြင်လာပြီးတော့အဲ့ဒါကိုမြင်လာတဲ့အခါမှာအဲ့ဒါမြင်ရတယ်လို့သောထိုယောဂီဖြစ်တဲ့ယဟန်သည်ဣမမေဝကာယံဤမိမိခန္ဓာကိုယ်ကိုပင်လေအယံပိခောကာယောဤခန္ဓာကိုယ်သည်လိဧဝံဓမ္မောဤသို့သောသဘောရှိ၏ဧဝံဘာဝီဤသို့ပင်ဖြစ်မိအနေထားရှိ၏ဧဝံနတ္တိတောဤသဘောကိုမလွန်မြောက်နိုင်သေးဟု၍ဥပတံဟရတိနှိုင်းရှင်၍အတိညာဖြင့်ဆင်ញင်သုံးသပ်၏ရာကမ္မထံရှုအတ္တဘကမ္မထံရှိတယ်ဆိုတာဒီလိုပဲရှုရမယ်နော်ဒီလိုရှုရဣတိဣသတံဝါကာယေကာ ानु ပတိဝေရတိဧဝံပိခောဘိက္ခုကာယေကာ ानु ပတိဝေရတိဒါတခုပြီးသွားတယ်ပုဏ္ဏစပရံဘိက္ခဝေဘိက္ခုအဲဒီကိုကြည့်ဘိက္ခဝေယံတို့ပုဏ္ဏစပရံတဖန်နောက်တစ်မျိုးကာယ ानु ပဒနာတတိပဋ္ဌာန်ပွားများအထုပ်ပုံကိုဟောမယ်ဘိက္ခုယဟန်သည်တိဝဋ္ဌိကာယသတ္တိတံသုတ်တံသင်္ချိုင်းမှာစွန့်ပြစ်အပ်သောအဋ္ဌိကသင်္ခလိကံအယိုးစုကို
အယိုးစုကပြုတ်ထွက်မသွားဘူးတစ်ခုနဲ့တစ်ခုနဲ့တစ်ခုတစ်ခုအဋ္ဌိကသင်္ကလိကံတွဲဆိုင်၍နေသောအယိုးစုစကယ်တန်ကိုပြောနော်တွဲဆိုင်၍နေသောအယိုးစုကိုတွဲဆိုင်၍နေသောအယိုးစုဖြစ်သောသမန္တလောဟိတံအသားအသွေးရှိနေသေးသောနာရုတံပန္တံအကျော်တို့ဖြင့်ဖွဲ့ချိထားသောအကျော်တွေကရှိနေသေးတယ်ဆိုတော့ပြုတ်ထွက်မသွားသေးဘူးအယိုးတွေကအကျော်တို့နဲ့အကျော်တို့ဖြင့်ဖွဲ့ချိထားသောတရိရံရုပ်အလောင်းကိုပတ္တယတေထားပြီးမြင်ရပြီတကယ်တော့ဒါတခုနော်ဒီကြတော့အယိုးတွေကြီးပဲသွားတော့မှာအယိုးတွေကြီးပဲအဋ္ဌိကသင်္ကလိကစကယ်တန်တွေကိုသွားတော့နောက်တစ်ခါနံပါတ်၄ကအဋ္ဌိကသင်္ကလိကံနေမန္တလောဟိတမက္ခိတံအဋ္ဌိကသင်္ကလိကံအယိုးချင်းအယိုးတွေဆက်ဆက်နေသောနေမန္တမက္ခိတံအသားမပါသွေးမြတာလိမ့်ချက်လူလျက်ရှိသောနေမန္တနိမန္တဆိုအသားတော့မရှိတော့ဘူးအသားတွေကုန်သွားပြီဒါပေမဲ့သွေးလေးတွေအယိုးတွေပေါ်မှာသွေးစသွေးနလေးတွေရှိနေသေးတယ်နိမန္တလောဟိတမက္ခိတံအသားမပါသွေးမြတာလူလျက်ရှိသောနာရုတမနံအကျော်နဲ့ဖွဲ့ချီထားသောတရိရံရုပ်အလောင်းကိုပတ္တေယတေထားပြီးပတ္တေယမြင်ရတဲ့ကဲ့သို့နောက်နံပါတ်5ကျတော့အဋ္ဌိကသင်္ကလိကံဆက်ဆက်နေသောအယိုးစုဖြစ်သောအပကတမန္တလောဟိတံအသားအသွေးမရှိတော့သောအယိုးတော့စကယ်တန်တော့ရှိတယ်အယိုးတွေကတစ်ခုနဲ့တစ်ခုဆက်နေသေးတယ်သို့တော့အသားလည်းမရှိတော့ဘူးသွေးတွေလည်းမရှိတော့ဘူးနာရုတံပန္နံအကျော်တို့ဖြင့်ဖွဲ့ရှက်လျက်ရှိသောဖွဲ့ချလျက်ရှိသောတရိရံရုပ်အလောင်းကိုတစသူကပျက်စီးသွားတာတွေကိုပြနော်နောက်နံပါတ်6ကအဋ္ဌိကာနိအပကတတမ္ပန္ဒာနိဆိုတော့သူကသင်္ကလိကတုန်းကတွဲနေတဲ့စကယ်တန်လေအယိုးကသူ့နေရာမှာသူရှိနေသေးတယ်ဒီကြတော့အဋ္ဌိကာနိအယိုးပဲရှိတော့တယ်တွဲမနေတော့နော်လူယိုးအပကတတမ္ပန္အဋ္ဌိကာနိအယိုးစုဖြစ်ကုန်သောအပကတတမ္ပန္ဒာနိဖွဲ့ချီထားမှုမရှိကုန်သောဆက်ဆက်နေမှုမရှိကုန်သောအပကတဆိုတာကိနာတမ္ပန္ဒဆက်ဆက်နေတာအယိုးတွေဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေတာမရှိတော့ဘူးဆက်ဆက်မှုမရှိကုန်သောဓိတာဝိဓိတာဝိခိတာနိဟိုဒီဓိတာဆိုတာအယမျက်နာတူယူအယမျက်နာရှစ်တဲ့အယမျက်နာဝိဓိတာဆိုတာထောင်းအယအဲ့တော့ကဲဗမာလိုချောပြန်မယ်ဓိတာဝိဓိတာဝိခိတာနိဟိုဒီနော်ပြန့်ကျဲနေကုန်သောလက်ရိုးကဟိုနာရောက်ဒီနာရောက်နေအဲ့လိုဓိတာဝိဓိတာဝိခိတာနိအရင်တော့ဟိုစကတန်ကြီးကတွဲနေတာကိုကမတွဲတော့ပဲအဆက်ဆက်တွေပြုတ်ထွက်သွားပြီဆိုတော့ဟိုနာတယိုဒီနာတယိုအဲ့လိုဆိုလိုတာပေါ့နော်အဲ့ဒါကိုဖော်ပြမလို့ဓိတာဝိဓိတာဝိခိတာနိဟိုဒီအနှံ့ပြန်ကျဲနေကုန်သောအင်ညေနဟထတိကံလက်ယောကတနေရာမှာအင်ညေနပတ္ထတိကံခြေတော်ယောကတနေရာမှာတခြားနေရာမှာအင်ညေနကုပကတိကံခြေပမြက်ယောကတနေရာမှာကုပကခြေပမြက်အဋ္ဌိကအယောအင်ညေနဇင်္ဂတိကံ
ဒုယောဂတနေရာမှာအင်ညေနဥရုဋ္ဌိကံပေါင်ယောဂတနေရာမှာအင်ညေနကတိဋ္ဌိကံခါယောဂတနေရာမှာအင်ညေနဖာတုခတ္တိကံနံယောဂတနေရာမှာအင်ညေနပိဋ္ဌိဋ္ဌိကံပိဋ္ဌိကျောကျောယောဂတနေရာမှာခန္ဓာတိကံကပခုံးယောအင်ညေနခန္ဓာတိကံပခုံးယောဂတနေရာမှာအင်ညေနခိဝတိကံလက်ပင်ယောဂတနေရာမှာအင်ညေနဟနုကတိကံမေယောဂတနေရာမှာအင်ညေနဒန္တတိကံသွားယောဂတနေရာမှာအင်ညေနတိတကတာဟံဥခေါင်းခွန်ကတနေရာမှာဥခေါင်းယောကြီးဥခေါင်းခွန်ကြီးကတာဟနော်ဥခေါင်းယောကြီးကတာဟလို့သုံးတယ်သူကြတော့အဋ္ဌိလို့မသုံးဥခွက်ကြီးလို့မို့ဥခေါင်းယောကတနေရာမှာလို့ဒိတာဝိဒိတာဝိခိတ္တာနိဟိုဒီပြန်ကျဲ၍တည်နေကုန်သောအဋ္ဌိကာနိအယောတို့ကိုတေထာပိပတ္တေယမြင်ရပြီတကယ်တော့အကောင်ပြက်သွားပြီဒါကြတော့အယောတွေကြီးပဲအယောစုဖြစ်သွားပြီဒီကြတော့ဒါဟုတ်ဆိုလို့တယ်နော်အဲ့ဒီမှာလည်းပဲသောထုယောဂီယံဒီဣမမေဝကာယံဤမိမိရဲ့ခန္ဓာကိုယ်ကိုပင်လေအယံပိခောကာယောဤငါခန္ဓာကိုယ်တိတိဧဝံဓမ္မောဤသို့သဘောရှိ၏ဧဝံဘာဝီဤသို့သဘောရှိလေ၏ဧဝံဘာဝီဤကဲ့သို့ဖြစ်အောင်မှဖြစ်၏ဧဝံနတ္တိတော်ဤလိုအနေထားမျိုးကိုမကျော်လွှားနိုင်သေးဣတိဤသို့ဥပတံဟရတိနှိုင်းရှင်၍အတိညာဖြင့်ကြည်ဆောင်းယူနှိုင်းရှင်နော်ဟိုဘကဟာနမူနာအဖြစ်ဆောင်းယူပြီးတော့နှိုင်းရှင်ပြီးတော့ကြည်တာငါလည်းဒီလိုပဲဖြစ်မှာပဲဒီကိုကြီးလည်းဒီတိုင်းပဲတနေ့ကျရင်ဒီပုံစံကြီးပဲသွားမှာပဲလို့ဒီလိုရှုတာဣတိဣဇတံဝါကာယေကာနုပတိဝေရတိပဧဝံပိခောဘိက္ခုကာယေကာနုပတိဝေရတိလို့ဒါချုံလိုက်တာနော်6ခုပြီးသွားပြီချုံလိုက်တာနောက်နံပါတ်9ဘိက္ခွေယံတို့ပုဏ္ဏသပရံတဖန်နောက်တနည်းဖြစ်တဲ့ကာနုပဒနာသတိပဋ္ဌာန်အထုတ်ပုံကိုပြောရမယ်ဆိုရင်ဘိက္ခုယံသည်တိဝတိကာယသတ္ထိတံသုတ္တ၌စွန့်ပစ်အပ်သောတေတာနိဖြူကုန်သောသင်္ခဝဏပฏิဘာဂာနိခယုသင်အစင်းနဲ့အလားတူကုန်သောအဋ္ဌိကာနိအယောစုတို့ဟုဆိုသောတရိဒံရုပ်အလောင်းကိုအယောစုရုပ်အလောင်းပေါ့လေဒီခန္ဓာကိုယ်ကြီးကအယောစုဖြစ်သွားပြီအယောစုဖြစ်သွားပြီအယောတွေကဖြူပြီးတော့ခယုသင်းတို့ကြာတော့နေရပူလိုက်ဘိုးကရွာလိုက်နေလို့ပြစ်ထားတဲ့အခါကျတော့ဖြူဖြူဖွေးဖွေးဖြစ်သွားတာပေါ့နော်အဲ့ဒါကိုဆိုလို့နောက်၈ခုမြောက်ကြတော့အဋ္ဌိကာနိပုံစကိတာနိတေရောဝတိကာနိတေရောဝတိကာနိတနှစ်လွန်မြောက်ကုန်သောတည်သွားတာတစ်နှစ်ကြာသွားရင်အယိုးကလည်းပဲဆိုးလာမှာနော်တေရောဝတိကာနိတစ်နှစ်လွန်မြောက်သွားကုန်သောပုံစခိတာနိအစုအပုံဖြစ်ဖြစ်နေကုန်သောအဋ္ဌိကာနိအယိုးတို့ကိုအယိုးတို့သာရှိတဲ့
ရုပ်အလောင်းကြီးပေါ့အယိုးသာကျန်တော့တဲ့ရုပ်အလောင်းဒါကတစ်ခုနောက်ဆုံးနံပါတ်9ကပူတီနိဆွေးကုန်သောစုံနကဇာတာနိအမုတ်ဖြစ်သွားကုန်သောဆွေးလာပြီအယိုးဆွေးတယ်ဆိုတာဟုတ်ပြီနော်ဆွေးပြီးတော့အယိုးတွေကဆွေးပြီးတော့အမုတ်တွေဖြစ်လာစုံနကဇာတာနိအမုတ်ဖြစ်ကုန်သောအဋ္ဌိကာနိဆက်စုပ်ဖွယ်အယိုးတို့ဆိုတဲ့တရိဒံရုပ်အလောင်းကိုတေထာပိပတ္တိယမြင်ရပြီတကယ်တော့တောထုယောဂီယဟန်သည်ဣမမေဝကာယံဤမိမိခန္ဓာကိုယ်ဝေနှင့်အယံပိခောကာယောဤငါခန္ဓာကိုယ်ဟာလည်းပဲဧဝံဓမ္မောဤကဲ့သို့သောသဘာဝရှိနေတော့မယ်ဧဝံဘာဝီဤလိုအခြေအနေမျိုးဖြစ်လာအောင်မှာပဲဧဝံအနာတိတောဒီအနေထားကိုမလွန်မြောက်နိုင်သေးဘူးဣတိဤတို့ဥပတံဟရတိဆောင်ယူ၍နှိုင်းရှင်သုံးသပ်ဤသုံးသပ်ကြည့်တယ်ဒါနဝတိပဋ္ဌိကကမ္မထံ9မျိုးတဲ့နော်တိပဋ္ဌိကသင်္ကြန်ရောက်သွားတဲ့ရုပ်အလောင်းအကျွမ်းကြံနေနဲ့မိမိရဲ့ခန္ဓာကိုယ်ကိုနှိုင်းရှင်ပြီးတော့ကမ္မထံရှုပုံရှုနည်းဒီကမ္မထံကိုဒီနေရာမှာတကယ်ရတော့ဒါအတုဝကမ္မထံနဲ့ပါတာပေါ့အဋ္ဌိကကမ္မထံတို့အယောစုကမ္မထံတို့ဆိုပထမဇန်ရနိုင်တဲ့ကမ္မထံမိမယ်လို့ဒီနေရာမှာတော့ဝိပဿနာအနေနဲ့ပဲဟောတယ်တဲ့ဒီတရားဒီခတ်ဒီမဟာသတိပဋ္ဌာန်သုံးမှာနဝတိဝိထိကပပကိုဝိပဿနာအနေနဲ့ပဲဟောတယ်အာရိနဝနုပဿနာခန္ဓာကိုယ်ကြီးဟာကိုယ်ခန္ဓာကိုယ်ပြန်ကြည့်တာလေကြည့်ဒီခန္ဓာကိုယ်ကြီးဟာဒီလိုအခြေအနေမျိုးတွေရှိနေပါလားဒီသဘာဝကိုမလွန်မြောက်နိုင်သေးပါလားဆိုတဲ့ဆက်ဆက်ပြီးတော့တွေးတောတတ်တဲ့အနေအထားတစ်ခုကိုရှုမှတ်ဖို့ရအာရိနဝဉာဏ်ကိုအားပေးဖို့ဖြစ်စည်းပေးဖို့မြတ်စွာဘုရားဒီမှာဟောတာဝိပဿနာတရားတက်တက်ပဲလို့ဆံရဖို့ကျင့်တာမဟုတ်ဘူးဒါတမာရီအတွက်ကျင့်တာမဟုတ်ဘူးဝိပဿနာဉာဏ်นี่တက်လာအောင်လို့လုပ်တဲ့ဟောကြားနည်းလို့ဒီလိုဆိုလို့တယ်နော်အဲ့ဒါကိုရှုမှတ်ပြီးတဲ့အခါမှာဣတိဤသို့လည်းအစ္ဆတံဝါကာယေအစ္ဆဒဖြစ်တဲ့မိမိခန္ဓာကိုယ်မှာလည်းပဲကာယ ानु ပတိကာယဟုဖမှန်ရှုသည်ဖြစ်ဝေရတိနေ၏ဗိဓာကာဗိဓာဝါကာယေဗိဓာဖြစ်သောသူတစ်ပါးကိုကာယ၌လေကာယ ानु ပတိကာယဟုဖမှန်ရှုသည်ဖြစ်ဝေရတိနေ၏အစ္ဆဒဗိဓာဝါကာယေအစ္ဆဒတလက်ဗိဓာတလက်နော်အစ္ဆဒဗိဓာဖြစ်သောကာယ၌သည်ကာယ ानु ပတိကာယဟုဖမှန်ရှုသည်ဖြစ်တလဲ့စီရှုတာနှစ်ခုစလုံးတစ်ပြိုင်တည်းရှုတာမဟုတ်ဘူးဝေရတိနေဤကာယသမိန်ကာယ၌သမုဒယဓမ္မာနုပတိဝါဖြစ်ကြောင်းတရားကိုရှုလျက်လေဝေရတိနေဤကာယသမိန်ကာယ၌ဝေယဓမ္မာနုပတိဝါချုပ်ပြကြောင်းတရားကိုရှုလျက်လေဝေရတိနေဤဥရိယပြညာအကြောင်းအဖြစ်ဖြစ်မှုပြက်မှုကိုရှုတယ်သမုဒယဓမ္မာနုပတိဝါကာယသမိဝေရတိကာယသမိကာယ၌သမုဒယဝေယဓမ္မာနုပတိဝါဖြစ်ကြောင်းတရားချုပ်ပြကြောင်းတရားကိုရှုလျက်လီဝေရတိနေ၏အတ္တထိုယောဂီပုဂ္ဂိုလ်မှာကာယောကာယသည်အဋ္ဌိရှိကာယသာလင်ရှိနေတယ်လို့တတိသည်ပစ္စုပ္ပတ္တိတာဆွဲဆွဲမြဲမြဲတည်ရှိနေသည်တတိသည်ယာဝဒေဝညာဏမတ္တယဆက်လက်ပြီးတော့အသိဉာဏ်ဖြစ်နေဖို့အတွက်သာယာဝဒေဝပဋိသတိမတ္တယကပ်၍ထင်းနေသောတတိဖြစ်ယုံများအတွက်သာပစ္စုပ္ပတ္တိတာရှေရှုတည်နေသည်ဟောတိဖြစ်
အနိတိတောသဝေရတိသောထိုယောဂီပုဂ္ဂိုလ်သည်အနိတိတောတဏှာအတွေ့ဒိဋ္ဌိအတွေ့တွေမပါဘဲနဲ့မမီဘူးဆိုတာအဲ့ဒီဟာတွေမရှိဘူးလို့ဆိုလို့နော်တဏှာဒိဋ္ဌိကိုမမီဘူးဆိုတာတဏှာအတွေ့တွေဒိဋ္ဌိအတွေ့တွေတဏှာအမြင်တွေဒိဋ္ဌိအမြင်တွေမရှိဘူးဒီယုတ်တရားပေါ်မှာအဲ့ဒါတွေနဲ့မတွေ့ဘူးလို့ဆိုလို့ငါဆိုတာမတွေ့ဘူးငါဆိုတာမတွေ့ဘူးအနိတိတောသတဏှာအတွေ့ဒိဋ္ဌိအတွေ့တွေတဏှာအတွေ့ဒိဋ္ဌိအတွေ့တွေကိုတဏှာအတွေ့ဒိဋ္ဌိအတွေ့တွေကင်းကွာလျက်လေဝိဟရတိနေ၏လောကေလောက၌ကိဉ္စီဘာကိုမြနာသဥပတိယတိတဏှာအမြင်ဒိဋ္ဌိအမြင်ဖြင့်ဆွလမ်းမှုမရှိတော့ဘိက္ခွေယံတို့ဧဝံပိခောဤသို့လင်ဘိက္ခုယောဂီယဟန်သည်ကာယေကာယ၌ကာယ ानु ပတိကာယဟုဗမှန်ရှုသည်ဖြစ်ဝေရတိနေ၏အလုံးကာယ ानु ပဒနာတတိပဋ္ဌာန်ကမ္မထာပေါင်း14မျိုးကမ္မထာအာယုံ14မျိုးမဟာတတိပဋ္ဌာန်နာသုံးပါပဲဖြစ်စေကာကတတတိသုံးပါဖြစ်စေဒါကိုဟောတယ်တဲ့အဲ့တော့ကိုလှုပ်တဲ့ပုံမှာကြည့်ပြီးတော့ဒါဝိပဿနာလားဒါသမထလားလို့သမာဓိထူထောင်ရုံတတ်မဟုတ်ဘူးအခုကဝိပဿနာကိုအားပေးဖို့အတွက်သံဝေကဉာဏ်တွေအာရိနဝဉာဏ်တွေဖြစ်ဖို့ရအတွက်ဒါကိုမြတ်စွာဘုရားကဟောကြားတာဖြစ်တယ်အဲဒါကြောင့်မို့ဒီကနေ့ကာယ ानु ပဒနာတတိပဋ္ဌာန်အခန်းတတိပဋ္ဌာန်တစ်ခုပြီးဆုံးသွားပြီကဲဒီမှာပဲရကြပါနော်